Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျမရဲ့ဆိုင်ပြုပြင်ရေးလေးကိုကြည့်ကြမယ်နော်ခဏပါဒီဟာတွေကတော့အတစ်ချိတ်ကိုနေဒီပို့ပေးထားပါဒီဟာတွေကတော့ကျမရောင်းနေစံကလေးရှုပ်ပွားနေပါတယ်အဲကြောင့်မလို့ကျမကလည်းရှင်းသွားမှာပါဒီဗီဒီယိုကပေါ့နော်ကဲပေါ့နော်ဒီမှာပတ်တန်လေးလည်းရောင်းပါတယ်ပတ်တန်လေးရောင်းပါတယ်နော်ပတ်တန်လေးတွေရောင်းပါတယ်ဒီလိုမျိုး blind box လေးတွေရောင်းပါတယ်ကဲတည်လောက်အိတ်လိုက်အောင်မယ်အဲဒီခဏဆိုင်ငါ့ကိုမူလာ3500မို့နော်ဒီတော့မနော်ဒီတော့ဒါလေးရာလေးတောင်လေးရောင်းပါနော်ရာလေးတောင်လေးရောင်းနေဒါပေမဲ့3နာရီခွဲဆိုတော့မသွားရတာမှမသိဘူးဘာဖြစ်လို့ဆိုနေဘူးလို့အသေးဆိုရင်တော့100ပါအကြီးဆိုရင်တော့900ပါနော်ဒီရာ900ညနေ4နာရီခွဲလောက်မှဆင်းပြီးတော့ဖုန်းနဲ့ခဏသွားမှာကျမပေါ့နော် blind box လေးတွေသွားပြီးပြင်ဆင်လိုက်ပါဦးမဲခဏလေးစီတော့ပြီးတော့ပါပြီဒီမှာပေါ့နော်ဟိုလုံးနေလည်းကွန်တက်ပြီးတော့ပါပြီဟောလိုက်တာlike it ကဲရောက်ပါပြီမဆန်လေးပါဟင်းရတာမသိပါဘူးဗျာကျွန်မလည်းပြဆက်သွားလိုက်ပြလိုက်ပါတယ်အားလည်းစတစ်ကာဆောင်းလေးရောက်တယ်နော်ဒီစတစ်ကာဆောင်းလေးတအုံးမှာ2500ပါကျဲကျွန်မကောင်းတယ်ပတ်တန်ကူလေးကိုထားလိုက်ပုံနေပါတယ်မင်းနောက်ထားလို့ထားတယ်မသိတော့ပါချိတ်ကလေးမရှိလားမသိဘူးsubscribe လေးလုပ်ခဲ့ပါဦးနောက်ဗီဒီယိုကြမှာပြန်တွေ့ကြပါမယ်အားလုံးပဲ bye bye ပါ bye bye see you next time